အားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်ဒီနေ့ project blue boat လို့ခေါ်တဲ့ဂျိုသားတို့ပကံပြားပြန်လို့တက်ဆိုင်တဲ့ဂျိုသားယဉ်ကျေးမှုအကြောင်းလေးပြောကြရအောင်အရှိမပြောခဲ့တဲ့ Lost Well Incident ဆိုတဲ့ဗီဒီယိုက EB1 ရဲ့အကြောင်းပဲဖြစ်ပြီးအခုပြောမှာကတော့ project blue boat လို့ခေါ်တဲ့ဂျိုသားကိုအမှုစစ်တဲ့ပုံစံနဲ့ရိုက်ကူးထားတဲ့ EB3 ရဲ့အကြောင်းပဲဖြစ်တယ်အရှိမပြောထားတဲ့ EB1 ရဲ့အကြောင်းလေးကိုမကြည့်ရသေးဘူးဆိုရင်တွားကြည့်ကြဖို့အကြံပြုတိုက်တွန်းချင်ပါတယ်ဒီ project က1952မှာစတင်ခဲ့တာဖြစ်ပြီး1969မှာပြီးဆုံးခဲ့တာပဲဖြစ်တယ်1969မှာအမေရိကန်တွေကလကဘာဘောကိုခြေချနိုင်ခဲ့တာကဒီဂျိုဒါတွေရဲ့အကူအညီတွေနဲ့နည်းပညာတွေရခဲ့တာကြောင့်ဖြစ်တယ်လို့တချို့လူတွေကယုံကြည်ကြတယ်ယူဆကြတယ် Project Blue Boat ဆိုတဲ့ခေါင်းစဉ်အောက်မှာ project နံပါတ်223695ရဲ့9ရက်နေ့6လပိုင်း1964ရဲ့စံတက်ခဲ့တဲ့အဖွဲ့ရဲ့နာမည်ကMAJ12SO ရဲ့ Alien Life Form Number 3ဆိုတဲ့ EB3 ရဲ့ Top Secret File တခုဖြစ်တာကြောင့် Classify ဆိုတဲ့စာလုံးကြီးနဲ့ရေးထားတာရဲ့ Air Technical Intelligence Center ဆိုတာရဲ့ Wright Patterson Air Force Base ဆိုတာရဲ့နဲ့ Area 51ကနေပြန်နှံခဲ့တဲ့ဗီဒီယိုဖြစ်တာကြောင့်နာမည်ကြီးနေရတဲ့15မိနစ်ကြာဗီဒီယိုတစ်ပုဒ်ပဲဖြစ်တယ်ဒီဗီဒီယိုမှာအပိုင်း3ပိုင်းပါပြီး American စစ်တပ်ဘက်ကဂျိုဒါတယောက်ကိုအမှုစစ်နေတဲ့ပုံစံနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ပုဒ်လည်းဖြစ်တယ်ဒီဂျိုဒါနဲ့အမှုစစ်နေတဲ့လူကအင်္ဂလိပ်လိုပြောနေကြတာဖြစ်ပြီးစစ်စီမီမြန်းနေတဲ့လူရဲ့မျက်နှာမှာပါတဲ့အပြင်သူ့ရဲ့အတန်ကိုလည်းပြုပြင်ထားတယ်ဒီဂျိုဒါရဲ့ပုံစံကမီးခိုးရောင်နဲ့အကောင်လေးတွေကဖြစ်နေတာကြောင့်ဒီကောင်ကကျွန်တော်တို့ခုတ်ခေါ်နေတဲ့ ET ဆိုတဲ့ရက်ဆက်ကျန်းတဲ့ဂျိုဒါမျိုးစိတွေကဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆကြတယ်ဒီဗီဒီယိုထဲမှာအဓိကမီးမြန်းထားတာစက်ကြဝဠာကြီးရဲ့အစလူသားတွေရဲ့အစနဲ့မွေးဖွားခြင်းတည်ဆုံးခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းတွေပဲဖြစ်တယ်ဒါဆိုကျွန်တော်တို့ဒီဗီဒီယိုရဲ့အကြောင်းကိုအချင်းချုပ်ပြောပြပြီးပြီဆိုတော့ဒီဗီဒီယိုထဲမှာဒီဂျိုဒါကိုမီးမြန်းထားတဲ့အကြောင်းလေးတွေရဲ့ဂျိုဒါဘက်ကဖြည့်ချင်းထားတဲ့အကြောင်းလေးတွေကိုဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာစဉ်းစားကြည့်ရင်ကျွန်တော်ဇလန်လေးကိုစလိုက်ကြရအောင်ဒီဗီဒီယိုရဲ့အစမှာအမှုစစ်တဲ့အရာရှိကမင်းကဘယ်ဂျိုကလာတာလဲဆိုတော့ဒီဂျိုဒါကဘာဂျိုကလာတာတဲ့မင်းမနေ့တော့ငါ့ကိုပြောတော့ဒီကိုရောက်ဖို့အတွက်အလင်းနှစ်ကိုထောင်နဲ့ချီပြီးဖျက်တမ်းခဲ့ရတာဆိုအခုကျတော့ဘယ်လိုလုပ်ဒီကဘာဘောကလာတာလဲအေးတော့မင်းအမှန်တိုင်းပြောရင်ပြောမဟုတ်လို့ကတော့မင်းကတက်ဆိုပြီးဂျိုဒါကိုချင်းချောက်တာနဲ့စတင်ခဲ့တယ်ဒါနဲ့ဒီဂျိုဒါကလည်းဟုတ်တယ်လေငါအမှန်တိုင်းပြောနေတာပဲလေငါကဒီကဘာဂျိုရဲ့အနာဂတ်ကလာတာတဲ့အချိန်ခီးသွားတယ်ဆိုတာကတဲ့အာကာသထဲမှာခီးသွားတာနဲ့အတူတူပဲတဲ့ငါတို့ကမတူညီတဲ့ dimension ကိုအသုံးပြုပြီးလာကြတာဖြစ်တယ်တဲ့သူပြောချင်တာကတော့ဗျာအချိန်ခီးသွားတယ်ဆိုတာဒီ parallel universe နှစ်ခုကြားထဲက this location ဖြစ်နေတဲ့ time and space ကိုအသုံးပြုပြီးအတိတ်ကိုပြန်လာတာပဲဖြစ်တယ်တဲ့ဒါပေမဲ့ဒီဥစ္စာကိုတော့ဒီဂျိုဒါဒီနေရာမှာအခုလိုရှင်းပြတာမဟုတ်ဗျဒါတွေကသိပ္ပံပညာရှင်တွေကကိုယူဆထားတဲ့ယူဆချက်ပေါ့ဗျာသူကတော့ရှင်းတဲ့တခွန်းနဲ့ပဲ offset special divergent နဲ့အဲ့နဲ့ဒီအမှုစစ်တဲ့လူကဂျူဒါကိုမင်းပြောသလိုဆိုငါတို့ရဲ့အနာဂတ်ကဘာမင်းတို့ဂျူဒါတွေထင်းချုပ်ထားတာပေါ့ဟုတ်လားဆိုတော့မဟုတ်ဘူးတဲ့ဒါပြင်မင်းတို့တွေကဟောငါတို့လိုလူသားတွေပဲလားဆိုတော့ဒီဂျူဒါဟုတ်တယ်တဲ့ငါတို့ကဒီကဘာဘောကလူသားတွေဆိုမှပဲမင်းတို့နဲ့မျိုးမတူတဲ့လူသားတွေတဲ့ရှင်းရှင်းပြောရင်မင်းတို့လူသားမျိုးဆက်တွေကနေစင်ငယ်ပြောင်းလဲလာတဲ့မျိုးဆက်တွေပဲဖြစ်တယ်တဲ့ဒါဆိုမင်းကဒီကိုဘာလာလောက်တာလဲဆိုတော့တက်တွေအထောက်ထားတွေကိုဖျက်ဆီးခံလိုက်ရလို့စောင့်ကြည့်ဖို့ရောက်လာတာတဲ့ဘယ်လိုဖျက်ဆီးခံလိုက်ရတာလဲဆိုတော့နျူကလ িয়ার စစ်ပွဲတွေကြောင်းတဲ့အဲ့ဒါနဲ့ဟုတ်ပြီဒါဆိုမင်းတို့ခက်နဲ့တက်ဆိုင်တဲ့အကြောင်းလေးတွေကိုအရင်ဆုံးပြောကြည့်အောင်နားထောင်ကြည့်အောင်ဆိုတော့ငါတို့ခက်အကြောင်းတွေကိုမင်းတို့ကနားလည်နိုင်မှာမဟုတ်ဘူးလို့လက်ခံနိုင်မှာလည်းမဟုတ်ဘူးတဲ့ငါလက်ခံနိုင်လားလက်မခံနိုင်ဘူးလားဆိုတာမင်းကြီးပြောကြည့်လေဆိုတော့ငါတို့ခက်ကလူတွေကဒီစက်ကြဝဠာကြီးရဲ့အစနဲ့ဘဝရဲ့အသေးပဲကဘာလဲဆိုတာသိခဲ့ကြပြီပဲဖြစ်တယ်တဲ့အဲ့ဒါနဲ့ဘဝရဲ့အသေးပဲကဘာလဲဆိုတော့ဂျိုဒါဘဝရဲ့အသေးပဲလို့ပြောတာတဲ့ဘဝရဲ့အနှစ်သာရဘဝတစ်ခုရဲ့သဘာဝတရားလို့ပြောရမှာတဲ့ဘာများကွာခြားနေလို့လဲဆိုတော့ဘဝရဲ့အဓိပ္ပာယ်ဆိုတာတဲ့ဒီဘဝကိုအဓိပ္ပာယ်ရှိအောင်အကြောင်းတစ်ခုကိုလိုက်ရှာရင်ရှင်သန်နေတာမျိုးဖြစ်တယ်တဲ့ဘဝရဲ့အနှစ်သာရဆိုတာတဲ့ဘဝကသဘာဝတရားအတိုင်းဖြစ်ပေါ်လာတယ်လို့မှတ်ယူပြီးဒီအမှန်တရားကိုအနှစ်သာရတစ်ခုလိုခံစားပြီးနေထိုင်နေတာမျိုးဖြစ်တယ်တဲ့သူပြောချင်တာတော့ဗျာဘဝကိုဘဝလိုဖြစ်တန်းနေတာမျိုးပေါ့အဲ့နဲ့အမှုစစ်လူကဒါဆိုစัจ java ရဲ့အစအဘာလဲဘယ်သူဖန်ဆင်းခဲ့တာလဲဘယ်လိုဖန်ဆင်းခဲ့တာလဲဆိုတာတော့သိမှာပေါ့ဆိုတော့ဒီဂျိုဒါသိတယ်တဲ့ဒါဆိုမင်းကဖန်ဆင်းရှင်ကိုယ့်ကိုမြင်ဘူးမှာပေါ့ဆိုတော့ငါတို့ကဖျားတွေဖန်ဆင်းရှင်တွေခေါ်တွေနဲ့ဘာသာရေးအယူဆတွေကိုယုံကြည်ကိုးကွယ်နေစရာမလိုအပ်တော့တဲ့အထိတိုးတက်နေကြပြီတဲ့ဒါဆိုလူတယောက်တည်သွားရင်ဘာဖြစ်သွားမှလဲသိလားဆိုတော့တကယ်တော့တည်ဆုံးခြင်းဆိုတာမရှိဘူးတဲ့မင်းတို့တွေကဒါတဲ့ဘဝတစ်ခုကိုတည်ဆုံးခြင်းနဲ့ခွဲခြားသက်ကြတာဖြစ်ပြီးတဲ့တည်ဆုံးခြင်းဆိုတာမင်းတို့ကိုးကွယ်နေတဲ့ယုံကြည်မှုတစ်ခုတာဖြစ်တယ်တဲ့တကယ်တမ်းတော့တက်ရှိတွေဆိုတာဘဝတစ်ခုပြီးတစ်ခုကြုံတွေ့ဖြတ်တန်းရမှာပဲဖြစ်တယ်ဒီလိုကြုံတွေ့ဖြတ်တန်းရတဲ့ဘဝတွေများလာတယ်အမြအဲ့ဒီတက်ရှိတွေကပြည့်စုံလာမှာဖြစ်ပြီးအဲ့လိုပြည့်စုံသွားရင်တဲ့တခုတည်းတော့အရာစီကိုပြန်သွားကြရမှာပဲဖြစ်တယ်တဲ့ဘာသာရေးနဲ့ကင်ပေါက်ပြီးပြောမယ်ဆိုတော့သူပြောချင်တဲ့အဲ့တခုတည်းတော့အရာဆိုတော့ဒီနိဗ္ဗာန်တို့ heaven တို့လို့ပေါ့ဗျာအဲ့နဲ့အမှုစစ်တဲ့လူက
okay ဟုတ်ပြီဒါဆိုမင်းပြောချင်တာကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင်တခြားတယောက်ကြုံတွေ့ဘူးတဲ့ဘဝတွေဖြတ်တန်းခဲ့ဘူးတဲ့ဘဝတွေငါတို့တွေကပြန်ကြုံတွေ့ရတယ်ပြန်ဖြတ်တန်းရတယ်ဆိုတာမျိုးပြောချင်တာပေါ့ဟုတ်လားဆိုတော့ရေဘူးရအားဖြင့်ပြောရမယ်ဆိုရင်တော့ဟုတ်တယ်တဲ့အဲ့နဲ့အမှုစစ်တဲ့လူကဒါဆိုဒီစက်ကြဝဠာကြီးကငါတို့တက်ရှိတွေအတွက်တီးတန့်ဖန်တီးထားတာလားဆိုတော့ဒီဂျိုတာကမဟုတ်ဘူးတဲ့ဒီလိုတီးတန့်ဖန်တီးထားတာမဟုတ်ရင်ဒီစက်ကြဝဠာကြီးကငါတို့တက်ရှိတွေနေထိုင်မှုအတွက်ဘာလို့ဒီလောက်တောင်ပြည့်စုံနေရတာလဲဆိုတော့တကယ်တမ်းတော့တဲ့ဒီလောကကြီးထဲမှာတဲ့စက်ကြဝဠာတွေဆိုတာမရေမတွက်နိုင်အောင်ရှိတယ်လို့စက်ကြဝဠာတစ်ခုနဲ့တစ်ခုကလည်းရုပ်ပိုင်းဆိုင်ရာဂုဏ်တက်တိတွေချင်းကွာခြားကြတယ်တဲ့အခုဒီစက်ကြဝဠာကြီးထဲမှာကျွန်တော်တို့တက်ရှိတွေအသက်ရှင်လို့ရတယ်ဆိုတာဒီစက်ကြဝဠာရဲ့တဘာဝတရားတစ်ခုတာဖြစ်ပြီးတက်ရှိတွေကစက်ကြဝဠာတိုင်းမှာတော့အသက်ရှင်နိုင်ကြမှာမဟုတ်ဘူးတဲ့ကျွန်တော်တို့တက်ရှိတွေရဲ့ဘဝဆိုတာ software တစ်ခုနဲ့တူတယ်လို့ပဲပေါ့ဒီ software ကို download ရတဲ့ဖုန်းရှိနိုင်တယ်လို့ download မရနိုင်တဲ့ဖုန်းလည်းရှိမှာပဲကျွန်တော်တို့ရဲ့ဒီစက်ကြဝဠာကြီးကတက်ရှိတွေနေထိုင်လို့ရတဲ့ဂုဏ်သတ္တိရှိနေလို့ကျွန်တော်တို့တက်ရှိတွေကတည်ရှိနေကြတာပဲဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဒီလောကကြီးထဲမှာတခြား universe တွေ parallel universe တွေရှိနိုင်တယ်လို့အဲ့ဒီ parallel universe ပေါ်မှာလည်းတခြားတက်ရှိတွေရှိရှင်လည်းရှိနိုင်မယ်ကျွန်တော်တို့မသိနိုင်တာမျိုးပေါ့ဗျာအဲ့နဲ့အမှုစစ်တဲ့လူက okay ဟုတ်ပြီဒါဆိုငါတို့မျိုးသုံးရတဲ့ nuclear war ကဘာကြောင့်ဖြစ်ရတာလဲဆိုတော့လာမယ့်ရာစုနှစ်မှာတဲ့နိုင်ငံရေးအယူဝါဒတွေနဲ့ဘာသာရေးအယူဝါဒတွေကွဲလွဲမှုတွေကြောင့် nuclear war ကြီးဖြစ်ရမှာတဲ့ဒီဗီဒီယိုက1964မှာရိုက်ကူးခဲ့တဲ့ဗီဒီယိုဖြစ်တဲ့အတွက်လာမယ့်ရာစုနှစ်ဆိုတော့ကျွန်တော်အခုခေတ်အခုခါပဲပေါ့နော်အဲ့နဲ့အမှုစစ်တွေကဟုတ်ပြီဒါဆိုမင်းတို့ကဘလို့ကျင့်ဝတ်မျိုးတွေကိုကျင့်ပြီးဘလို့ကိုကျင့်တရားတွေကိုအခြေခံပြီးနေထိုင်ကြတာလဲဆိုတော့စာနာမှုတွေနဲ့တိကျတည်ကြတဲ့အထောက်အထားတွေပေါ်အခြေခံကြပြီးနေထိုင်ကြတာဖြစ်တယ်တဲ့အဲ့နဲ့အမှုစစ်တဲ့လူကဂျေယူတင်ပါတယ်လို့ပဲပြောအောင်ရှိသေးတယ်ဒီဂျိုရာထွက်ပြေးဖို့လားဘာလို့ပုံမှန်မသိဘူးမတက်ကြီးထားရက်လိုက်တာနဲ့ပထမအပိုင်းအဲ့ဒီမှာပြီးဆုံးခဲ့ရတယ်ဗီဒီယိုရဲ့ဒုတိယပိုင်းမှာအဲ့ဒီဂျိုရာကိုဖမ်းပြီးတော့ခြိထားရတယ်ဒီအမှုစစ်နေတဲ့လူကလည်းတခြားတယောက်ဒီကောင်စကားပြောနိုင်သေးလားဆိုပြီးလမ်းမင်းနေတယ်လို့ဂျိုရာကိုလည်းမင်းကောက်ကြောက်လားမင်းကြောက်တဲ့နေဆိုပြီးချိန်ချောက်တာနေနဲ့စခဲ့တယ်အဲ့နဲ့အဲ့ဒီအမှုစစ်တဲ့လူကမင်းကငါတို့အနာဂတ်ကလာတာလို့လည်းပြောတယ်ငါတို့လူသားတွေရဲ့မျိုးဆက်လို့လည်းပြောတယ်မင်းနဲ့ငါတို့ကမျိုးစစ်ချင်းတူကြရလားမတူကြဘူးလားမင်းပြောနေတာတွေကဘယ်ဟာအမှန်တရားလဲဆိုတော့အဲ့နဲ့ဒီဂျိုရာငါတို့က homo sapien ဆိုတဲ့အတိညာဉ်မြင့်မားတဲ့မင်းတို့လူသားတွေကနေစင်ကဲပြောင်းလဲလာတဲ့မျိုးဆက်တွေပဲဖြစ်တယ်တဲ့ဒါပေမဲ့မင်းတို့နဲ့ငါတို့ကမျိုးပွားလို့မရနိုင်တာကြောင့်ငါတို့ကမျိုးစစ်အသစ်တွေလူသားမျိုးစစ်အသစ်တွေဖြစ်တယ်သူပြောချင်တဲ့ပဲဥပမာနဲ့ပြောရရင်ပေါ့ဗျာမြီးထီးနဲ့မြင်းအမားကနေမျိုးပွားလာတဲ့လားလို့ပေါ့လားသူတို့အချင်းချင်းဖြစ်စေဒီမြင်းနဲ့ပဲဖြစ်စေမြီးနဲ့ပဲဖြစ်စေဘယ်ဟာနဲ့မှထပ်ပြီးမျိုးပွားလို့မရနိုင်တယ်လို့ပေါ့ဒါနဲ့အမှုချက်တဲ့လူကထပ်ပြီးဒါဆိုမင်းကဘာလို့အင်္ဂလိပ်လိုပြောတတ်နေရတာလဲဆိုတော့ဂျိုသားကဘာမှပြန်မဖြေပဲတိတ်ဆိတ်နေတာနဲ့အမှုစစ်တဲ့လူကအေးငါမေးတဲ့မေးခွန်းတွေကိုဖြေရင်ဖြေမဟုတ်လို့ကတော့မင်းကိုစကူပလမင်းထပ်တုံးမှနော်ဆိုပြီးနောက်တစ်ချိန်ထပ်ပြီးတော့သူ့ကိုမင်းဘာလို့အင်္ဂလိပ်လိုပြောတတ်နေရတယ်လဲဆိုပြီးထပ်မေးတယ်အဲ့ဒီတော့မှအဲ့ဒီဂျိုသားမင်းတို့အကြောင်းတွေကိုနားလည်ဖို့အတွက်မင်းတို့ဘာသာစကားကိုတက်မြောက်အောင်မှအခြေခံလိုအပ်ချက်ပဲဖြစ်တယ်တဲ့အဲ့ဒါနဲ့အမှုစစ်တဲ့လူကအော်အဲ့ဒါကြောင့်မင်းကအင်္ဂလိပ်စကားကိုရွေးချယ်ခဲ့တာပေါ့ဟုတ်လားမင်းကတိတ်တော်တဲ့ကောင်းပဲဆိုပြီးချီလူတာလို့ရွေ့တာလို့နဲ့စူပေါ်လမင်းကိုဓာတ်ရိုက်ပြန်ရရင်အမှန်တရားဆေးရည်ကြီးလို့ခေါ်ကြတယ်ဒီဆေးကိုတရှိုရုပ်ရှင်ကားတွေထဲမှာအများဆုံးတုံကြတာကိုတွေ့ကြမှာပဲဖြစ်တယ်ဒီဆေးကထိုးဆေးတွေမပြည့်ပြီးထိုးခံလိုက်တဲ့လူကအိမ်မွေးချခံလိုက်ရတယ်လို့အတီးစိတ်တွေပျောက်တော့မှာပဲဖြစ်တယ်မိသမျှမိခွန်းတွေကိုလည်းမတီးစိတ်ကနေဖြည့်စေနိုင်တဲ့ဆေးရည်တစ်မျိုးဖြစ်တာကြောင့်အဓိကအဖြစ်အမှုစစ်တဲ့အချိန်တွေမှာအမှန်တိုင်းပြောအောင်တုံးလဲကြတာပဲဖြစ်တယ်ဒါပေမဲ့ခုခေတ်နောက်ပိုင်းမှာဒီဆေးကလူအခွင့်အရေးကိုချိုးဖောက်တယ်လို့ဖြစ်နေတာကြောင့်တာမြင့်ဆေးထဲမှာစီရင်သွင်းထားရတဲ့ဆေးတစ်မျိုးလည်းဖြစ်တယ်ဒါနဲ့အမှုစစ်တဲ့လူကမင်းရှိမှပြောတော့တယ်လို့ဒီစက်ကြဝဠာရဲ့အစကိုသိတယ်လို့ပြောရတယ်မလားဒါဆိုဒီစက်ကြဝဠာကြီးကိုဘယ်သူကဖန်ဆင်းထားတာလဲဆိုတော့ငါပြောမဲ့အမှန်တရားရဲ့ဖြစ်တည်မျိုးမင်းတို့လူသားတွေကနားလည်နိုင်မှာမဟုတ်ဘူးလို့လက်ခံနိုင်မှာလည်းမဟုတ်ဘူးတဲ့ဟာငါမေးနေတဲ့မိကုန်းတွေပဲဖြေစမ်းမှာဆိုတော့စက်ကြဝဠာကြီးဆိုတာတဲ့ဖန်ဆင်းထားတာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့မှုစစ်တဲ့လူကဟုတ်လားအဲ့လိုဆိုရင်ဖန်ဆင်းခြင်းမရှိဘဲနဲ့ဘာမှမရှိတဲ့လောကကြီးတမှာအခုလိုဖြစ်လာဘူးဆိုတာမဖြစ်နိုင်ဘူးလေဆိုတော့မှားတယ်တဲ့လောကရဲ့နိယာမအရာတဲ့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့မဖြစ်နိုင်ဘူးဆိုတာမရှိနိုင်တဲ့အတွက်အရာတိုင်းကဖြစ်နိုင်တယ်တဲ့အဲ့လိုအရာတိုင်းကဖြစ်နိုင်တဲ့အတွက်ဒီလိုဖြစ်နိုင်ခြင်းထဲမှာအစမရှိသလိုအဆုံးမရှိဘူးလေသူက infinity ဖြစ်တယ်တဲ့အဲ့ဒါကြောင့်ဖန်ဆင်းရှင်ဆိုတာမရှိသလိုသူ့ကိုဖန်တီးထားတယ်ဆိုတာလည်းမရှိဘူးတဲ့ဒီဘာသာမျိုးကကျွန်တော်ဘာသာရေးအယူဆတွေမပါသလိုဒါကကျွန်တော်ဟောနေတဲ့တရားမဟုတ်တဲ့ဂျိုဒါပြောနေတဲ့စကားဖြစ်တာမို့အခုလိုဂျိုဒါပြောတဲ့စကားတွေကိုလည်းဒီအမှုစစ်တဲ့လူကလက်မခံနိုင်ဘူးအဲ့ဒါကြောင့်ဟာမင်းဘာတွေရှောက်ပြောနေတော့မင်းပြောနေတာကငါနားမလဲတော့ဘူးဒီမှာငါမင်းကိုထပ်မေးမယ်မင်းပြောသလိုဆိုဒီစက်ကြဝဠာကြီးကတဘာဝအတိုင်းဗဟေတိစစံဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တခုဖြစ်တယ်လို့ငါတို့တက်ရှိတွေကလည်းဒီလိုဗဟေတိစစံဖြစ်ပေါ်နေတာပဲလားဆိုတော့အဲ့နဲ့ဒီဂျိုဒါဟုတ်တယ်တဲ့ဒီစက်ကြဝဠာကြီးကသူ့အလိုလိုဖြစ်တည်လာတဲ့ဖြစ်စဉ်တခုဖြစ်တယ်လို့ဒီလောကကြီးထဲမှာစက်ကြဝဠာပေါင်း infinity နဲ့ချီပြီးရှိနေတာကြောင့်
အခုစက်ကြဝဠာတည်ငြိမ်နေလို့လားကျွန်တော်တို့လိုတက်ရှိတွေကဒီစက်ကြဝဠာထဲမှာရှင်သန်နေတာဖြစ်တယ်တဲ့နောက်ပြီးဒီစက်ကြဝဠာတွေကကျွန်တော်တို့ထင်တယ်လို့တက်ရှိတွေအပေါ်မှာတနာတာတွေတက်ညာထောက်ထားတာတွေမရှိဘူးတဲ့နောက်ပြီးဘယ်စက်ကြဝဠာဘယ်ဂျိုးပေါ်မှာမဆိုတဲ့အချိန်ငွေဖြည့်ဆည်းခံရနိုင်တဲ့ random event တွေရှိတယ်လို့လည်းသူကပြောတယ်အဲ့အမှုစစ်တဲ့လူကဥမာဘယ်လိုမျိုးလဲဆိုတော့မင်းတို့ခေါ်တဲ့ supernova ပောက်ကွဲမှုတို့နေပူရှင်လွန်ခဲ့ပြီးကဘာကြီးလောင်ကျွမ်းသွားတာတို့ကျိုးသိန်းကျိုးငယ်တွေဝင်တက်ပြီးကဘာပျက်စီးတာတို့တွေရတဲ့တက်ရှိတွေကိုချစ်ချင်းတက်ပြစ်နိုင်တဲ့ကြပန်းလောကဒန် random event တွေပဲဖြစ်တယ်တဲ့ဒါဆိုစက်ကြဝဠာငါတို့အသက်ရှင်လားတည်လားဆိုတာလုံးဝဂီးမဆိုင်ဘူးပေါ့အဲ့လိုလားဆိုတော့ဒီဂျိုဒါဟုတ်တယ်တဲ့အဲ့နဲ့အမှုစစ်တဲ့လူကမင်းအခုပြောသလိုငါတို့ဘွားတွေကဘေးဒီဆန်ဆန်ကြပန်းဖြစ်တည်လာတယ်ဆိုတာငါမယုံနိုင်သလိုလက်မခံနိုင်ဘူးဆိုတော့အဲ့နဲ့ဒီဂျိုဒါငါအစကလေးကမင်းကိုပြောထားပြီးပြီလေတဲ့ငါပြောမဲ့အမှန်တရားရဲ့ဖြစ်တည်မှုတွေကိုမင်းတို့လူသားတွေကနားမလည်နိုင်သလိုလက်ခံနိုင်မှာလည်းမဟုတ်ဘူးတဲ့အဲ့နဲ့အမှုစစ်တဲ့လူကဟုတ်ပြီဒါဆိုငါတို့ကအခုလိုကြပန်းဖြစ်တည်လာတယ်ဆိုရင်ဒီစက်ကြဝဠာကြီးအတွက်ငါတို့ကဘာသေးပဲမှမရှိဘူးပေါ့ဆိုတော့ဟုတ်တယ်မှန်တယ်တဲ့ဒါဆိုငါတို့ကဒီစက်ကြဝဠာကြီးအတွက်ဘာသေးပဲမှမရှိဘူးဆိုရင်ငါတို့အခုလိုကြိုးစားနဲ့အသက်ရှင်နေရတာဘာအတွက်လဲဘာသေးပဲရှိမှလဲဆိုတော့ဒီကြိုးသားရှင်သန်နေတာကဘွားရဲ့အသေးပဲဖြစ်တယ်လို့အဲ့ဒီအသေးပဲကမင်းတို့ရဲ့အတိစိတ်တွေကနေကိုယ်တိုင်ဖန်တီးထားတာပဲဖြစ်တယ်တဲ့အဲ့နဲ့အမှုစစ်တဲ့လူကဟာမဟုတ်ဘူးလေငါတို့ပါတာငါတို့ဖန်တီးထားတဲ့အသေးပဲကိုအားကိုးပြီးအသက်ရှင်နေလို့မရဘူးလေဆိုတော့မင်းတို့လူသားမျိုးနွယ်ကအဲ့လိုမှားယွင်းတဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်ဖန်တီးပြီးကိုးကွယ်နေကြတာပဲလေတဲ့ဒီကိုးကွယ်ယုံကြည်မှုတွေကိုလည်းစစ်မှန်တဲ့အသေးပဲပါဆိုပြီးယုံကြည်နေကြတာပဲလေတဲ့အဲ့နဲ့အမှုစစ်တဲ့လူကဒါဆိုမင်းပြောချင်နေတဲ့စစ်မှန်တဲ့အသေးပဲကဘာလဲဘာလို့ဆိုလို့ချင်တာလဲဆိုတော့စစ်မှန်တဲ့အသေးပဲဆိုတာလည်းမင်းဘာလို့ရင်ဘာဖြစ်မှာပေါ့တဲ့အဲ့နဲ့အမှုစစ်တဲ့လူကဒီစကားလေးကြားတော့တက်ပြင်းချပြီးတော့ဟုတ်ပြီဒါဆိုရင်မင်းပြောသလိုငါတို့မျိုးစေ့တွေကနျူကလ িয়ার ဝါကြောင့်မျိုးသုံးလိမ့်မယ်လို့ပြောထားတယ်နော်တဲ့မင်းပြောထားတဲ့နျူကလ িয়ার ဝါဘယ်ချိန်မှာစရမှာလဲဆိုတော့ငါကမင်းတို့တမိုင်းကိုပြောင်းပေးဖို့ဒီကိုရောက်နေတာမဟုတ်ဘူးလို့ပြောရင်ဒီဗီဒီယိုရရုပ်တရက်ရက်သွားပြန်တယ်ဒါနဲ့တက်တဲ့အင်တာဗျူးကိုရောက်တက်တဲ့အင်တာဗျူးရဲ့အစမှာအမှုစစ်တဲ့လူကတခြားတရားကိုအချက်ပြလိုက်တာနဲ့အဲ့ဒီဂျိုတောင်းမီးတွေနဲ့ဆက်တိုက်ထိုးနေကြတယ်အဲ့နဲ့အမှုစစ်တဲ့လူကဂျိုတောင်းမင်းကထပ်မင်းမယ်မင်းပြောတဲ့နျူကလ িয়ার ဝါဘယ်ချိန်မှာစဖြစ်မှာလဲဆိုတော့အခုချိန်ကစတွင်းနောက်ရာစုနှစ်တဝက်လောက်နေစဖြစ်မှာတဲ့ဘယ်သူကြောင့်ဖြစ်မှာလဲဆိုတော့နျူကလ িয়ার ဝါဒီနိုင်ငံရမယ်စဖြစ်မှာတဲ့ဒီအင်တာဗျူးကအမေရိကန်မှာဗျူထားတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံရစဖြစ်မှာလို့ပြောချင်တာပေါ့ဗျာငါတို့ဒီနိုင်ငံရဟုတ်လားဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဆိုတော့အဲ့ဒီဂျိုတာလူတယောက်ကမင်းတို့နိုင်ငံကိုထိန်းချုပ်လိုက်ပြီးဒီစစ်ပွဲကြီးကိုစလိုက်မယ်တဲ့အဲ့ဒီအကျိုးဆက်ကတော့မင်းတို့လူသားမျိုးနွယ်စုတခုလုံးဒီအကျိုးရလက်ကိုခံစားကြရမှာပဲဖြစ်တယ်တဲ့အဲ့နဲ့အမှုဆိုတဲ့လူကဟာစိတ်ဝင်စားစရာတော့ကောင်းနေပြီပြောပါအောင်တဲ့အဲ့ဒီလူကအခုချိန်ကြီးအသက်ရှင်နေတယ်လားဆိုတော့ဂျိုတာရှင်နေသေးတယ်တဲ့ဒါဆိုသူ့နာမည်ကဘာလဲငါ့ကိုပြောပြငါအခုသူ့သွားတက်လိုက်မယ်ဆိုတော့ငါပြောလို့မရဘူးတဲ့သူ့နာမည်ကငါတို့တမိုင်းမှတ်တမ်းထဲမှာတော့ရှာလို့မတွေ့တော့ဘူးတဲ့နောက်ပြီးလူတက်ပြီးတော့တမိုင်းကိုပြောင်းလဲတာကလည်းငါတို့လက်မခံနိုင်ဘူးတဲ့အဲ့နဲ့အမှုဆိုတဲ့လူကငါတို့မျိုးဆက်တွေကအဲ့ဒီဝါကြီးကြောင့်မို့မျိုးသုံးပြက်စီးကြမှာမဟုတ်လားဆိုတော့အဲ့ဒီချိန်ကလေးကခေတ်တွေပြောင်းသွားမှဖြစ်ပြီးလူကြီးတန်းအနေငယ်လောက်ပဲကြံရတဲ့ခေတ်ကိုရောက်သွားမှပဲဖြစ်တယ်တဲ့အဲ့နဲ့အမှုစစ်တွေကဘလို့လူကြီးတန်းအနေငယ်ပဲကြံတော့မှဟုတ်လားဆိုတော့ဂျူတာဟုတ်တယ်တဲ့လူအများစုကနျူကလ িয়ার လိုင်းတွေကြောင့်တည်ဆုံးသွားကြမှာဖြစ်တယ်လို့ငါတို့မျိုးဆက်တွေအဖြစ်ပြောင်းလဲသွားကြမှာပဲဖြစ်တယ်တဲ့ဒါဆိုဒီဝါကြီးကိုစောင့်အောင်လုပ်တဲ့လူကိုတားနိုင်ခဲ့မယ်ဆိုရင်ငါတို့မျိုးသုံးမဲ့ကံကြမ္မာကနေလွတ်မြောက်နိုင်လားဆိုတော့မလွတ်မြောက်နိုင်ဘူးလေမင်းတို့မှာတခြားအန်ဒီရတွေရှိနေသေးတယ်တဲ့အဲ့နဲ့ဒီဂျိုဒါကိုထပ်မင်းမလို့ပဲရှိသေးတယ်ဒီဂျိုဒါကခုနကလိုမူမမယ်တော့တဲ့ပုံစံနဲ့ထတောင်းကျမ်းနေရတယ်တက်တဲ့အပိုင်းဒီမှာပဲပြီးဆုံးခဲ့ရပြန်တယ်ဂျိုဒါကသူတို့ရဲ့ဗီဇကိုပြုပြင်ပြောင်းလဲဖို့ဒီကိုရောက်လာတာကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တို့လူသားမျိုးနွယ်စုတွေရဲ့စင်ကယ်ပြောင်းလဲမှုကနေတကယ်ပဲဆင်းသက်လာတာလားဒီကိုရောက်လာတာကလည်းသူ့ရဲ့ DNA ဗီဇတွေကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရှိရ DNA ဗီဇတွေကိုလာရှာကြတာလားဒီဂျိုဒါကိုကြည့်ပြီးဘယ်လိုသဘောရလဲဒါကဂျိုဒါရှိနေတာကိုပြထားတဲ့အကောင်းဆုံးသက်သေဖြစ်မလားလို့ပြောရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေကြည့်ရှုပေးတဲ့တယောက်ချင်းစီကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှအထပ်တွေ့ကြတာပေါ့ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှအထပ်တွေ့ကြတာပေါ့